တနေနုထားမျက်နှာပလီလူကြီးလေးကုသိုလ်အဖို့ပြုခြင်းလို့ခမိမလျော့မြတ်တာပူသရဝရီညီရဲ့စီချစ်စိတ်နှလုံးအေးချမ်းလေးမျက်နှာရွှင်ပြောင်းပြုံးလာလာမြတ်တာပွား